နာမည်ကြီး horror ရုပ်ရှင်တွေကို parody ပြန်လုပ်ထားတဲ့ scary movie ဆိုတဲ့ရုပ်ရှင်တွေကိုသိကြတယ်မလားသူတို့က horror ရုပ်ရှင်တွေမဟုတ်ဘူးတခြားရုပ်ရှင် genre တွေကိုလည်းမထင်သလိုဒီပေါက်ကြီးနဲ့ထည့်ပြီးတော့နောက်တက်တယ်ပေါ့နော်ပြီးတော့အပြင်မှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေ internet မှာနာမည်ကြီးနေတဲ့အကြောင်းအရာတွေကိုလည်းထည့်ပြီးတော့ဖောက်တက်သေးတယ်ပေါ့နော်ဒီရုပ်ရှင်နောက်ဆုံးထွက်ခဲ့တဲ့2013ကဆိုတော့အခု13နှစ်တောင်ရှိနေပြီပေါ့နော် Scary Movie 6 ကဒီ2026မှာထွက်လာခဲ့ပြီပေါ့နော် Digital Release ကလည်းဒီရက်ပိုင်းလေးမှထွက်ထားတာပေါ့နော်အယုံမတင်ခင်တော့လည်းပို့ channel မှာဒီ franchise နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရဲ့ဒီနံပါတ်6မကြည့်ခင်မှာကြိုကြည့်ထားမယ်ရုပ်ရှင်တွေရဲ့ဆိုပြီးတော့ညွှန်းလေးဗီဒီယိုလေးလုပ်ပေးဘူးတယ်ပေါ့နော်အခုကတော့ပိုလည်း Digital Release ကြည့်ပြီးသွားပြီဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ breakdown နဲ့ Easter egg လေးတွေလိုက်ရှာပေးဖို့ပေါ့နော်အရှိဗီဒီယိုမှာပြောခဲ့သလိုပဲပေါ့နော်ဒီရုပ်ရှင်ကို Wayans Brothers က produce လုပ်ခဲ့တာပေါ့နော်သူတို့ကိုယ်တိုင်လည်းဝင်သရုပ်ဆောင်ထားတယ်ဇလန်ရေးတာဆိုလို့ရှိရင်လည်းသူတို့ကိုယ်တိုင်ပဲပေါ့နော်ဒါပေမဲ့နံပါတ်1နဲ့2ကိုပဲသူတို့လုပ်ခဲ့တာဖြစ်ပြီးတော့3ကနေပြီးတော့5အထိကတော့သူတို့နဲ့မဆိုင်တော့ဘူးပေါ့နော်အခုနံပါတ်6ကျမှသူတို့ပြန်လုပ်တာဆိုတော့ဒါသူတို့အတွက်ဆိုလို့ရှိရင်ဒါ25နှစ်နေတော့မှပြန်ပြီးတော့လုပ်တဲ့ scary movie လို့ပြောရမှာပေါ့နော်အဲ့တော့ကြတော့မူရင်းနံပါတ်1နဲ့2တုန်းက cast တွေလည်းတော်တော်စုံစုံလင်လင်မြင်ရတယ်အဲ့ဒီဇလန်တွေကိုပြန်ပြီးတော့ reference လုပ်ထားတာတွေပြီးတော့ဒီဂျားတွေကနံပါတ်3ကနေ5အထိ scary movie တွေကိုလည်းလှောင်ထားတာတွေသူတို့ကိုသူတို့ပြန်ပြီးတော့ parody လုပ်ထားတာတွေမျိုးစုံတွေ့ရတယ်ပေါ့နော်3-5နဲ့ရှင်လို့ရှိရင်တော့ဒီနံပါတ်6က original vibe ကိုတော်တော်လေးပေးနိုင်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဒီရုပ်ရှင်မှာစုစုပေါင်းပို့လိုက်ကြည့်ထားသလောက်ဆိုလို့ရှိရင် reference လုပ်သွားတဲ့ရုပ်ရှင်မှာ46ကားတောင်ရှိရဲဒါတော့မှဟိုလူတွေကြောင်းရာတွေမပါသေးဘူးပေါ့နော်ရုပ်ရှင်ကြီးပဲတီးတယ်ပေါ့တကယ်လို့ပြောတာကြံခဲ့ရဆိုလို့ရှိရင်လည်း comment မှာဘယ်ဟာကြံခဲ့ရဆိုတာလေးရေးပေးတော့ကြပါတော့အခုဒီမှာကတော့အဲ့ဒီတစ်ခုချင်းကြောင်းလေးတွေကိုပြောပြပေးမယ်ဒီ25နှစ်ကြားထဲမှာထွက်ခဲ့တဲ့ရုပ်ရှင်တွေကို parody လုပ်တာဆိုတော့ကြတော့ cover လုပ်စရာဇာတ်လမ်းတွေကအများကြီးပေါ့နော်အားကြောင့်မို့လို့လည်းအဲ့လောက်အများကြီးဖြစ်နေပြီးတော့ဒီ scary movie franchise မှာ reference လုပ်တာအများဆုံးရုပ်ရှင်တကားလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီလောက်များတော့ရုပ်ရှင်ရမ်းကြည့်တဲ့သူတွေကတော့သူ့ဟာသားတွေတခုမကျန်နားလည်မှာပေါ့နော်ဒါပေမဲ့ကုန်မကြည့်ထားဘူးတဲ့သူတွေဆိုတော့တချို့ဟာလေးလွတ်သွားနိုင်တယ်အားကြောင့်မို့လို့ဘိုးကဒီဗီဒီယိုမှာအဲ့ဒါလေးတွေကိုစူးစီးတင်ပြပေးမှာဖြစ်တယ်အခုဒီဗီဒီယိုလေးမှာဘိုးကအဲ့46ကားအကြောင်းနဲ့တခြား Easter egg လေးအကြောင်းပြောပြပေးမယ်ရုပ်ရှင်တကားချိန်ကိုနံပါတ်လေးနဲ့ထိုးပြီးပြောပြမှာမို့လို့လိုက်ကြည့်နေနေကိုဘယ်ဟာတွေကိုသိခဲ့တယ်ဆိုတာအမှတ်လေးလိုက်ပေးတာကြပါတော့နောက်ဆုံးကြလို့ရှိရင်ဘယ်နှမှတ်ရလဲဆိုတာလည်း comment မှာရေးတော့ကြအောင်ပေါ့နော်ဒီမှာအဓိက theme အနေနဲ့သူတို့ဇလန်းဖွဲ့ထားတာက Scream ကိုပေါ့နော် Scream 5 နဲ့ 6ကိုအဓိကပြောင်းထားတာပေါ့နော်အဲ့ဒါကလည်းဒီ scary movie နံပါတ်1မှာတော့ကလည်းသူတို့ကဒီ Scream ကိုပဲအဓိကထားပြီးတော့လောင်ထားတာအဲ့ဒါကိုအခုဒီမှာ reboot ဖြစ်တယ်ဆိုပြီးတော့ဇလန်းမပြောင်းတော့ဘဲနဲ့ဒါကိုပဲပြန်ယူတာပေါ့နော်အဲ့ဒါကလည်းလေအခုနောက်ပိုင်း slasher ရုပ်ရှင်တွေကအဲ့လိုမျိုး reboot တွေ sequel တွေခဏလုပ်တယ်ပြီးတော့လို့ရှိရင်ဖန်တီယာတီဇလန်းတွေကိုပဲပြန်ပြနေတာမျိုးသူကလှောင်ကျင်တာမျိုးပေါ့နော်အဲ့လိုမျိုးပြီးတော့ကြတော့နောက်ဆုံးကဆင်းဆိုလို့ရှိရင်လဲအဲ့ဒါသူတို့ဒီ Scream ရုပ်ရှင်တွေရဲ့နာမည်ကြီး iconic အခန်းတစ်ခုဖြစ်တဲ့ Stu ရဲ့အိမ်မှာအဲ့လိုမျိုးနောက်ဆုံးမှာသူတို့ final face off လုပ်ကြတဲ့ဟာမျိုးပေါ့နော်အဲ့ဒါကိုပဲသူတို့ဒီမှာလဲထပ်ပြီးတော့သုံးသွားတာကိုတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီမှာကအခုနပြောသလိုပဲပေါ့နော် original ရုပ်ရှင်ရဲ့ vibe ကိုပြေးဝခံစားရတယ်ဆိုတာက main character 4ယောက်လုံးပြန်ပါတာပေါ့နော်တက်ပြီးတော့ကြီးနေကြပြီပေါ့အဲ့တော့တယောက်ချင်းကြည့်မယ်ဆိုလို့ရှိရင် Marlon Wayans တရုပ်ဆောင်ထားတဲ့ Shorty ရဲ့ character ပေါ့နော်သူကအခုထိမကြီးမငယ်နဲ့ထက်တန်းကြောင်းတက်နေတော့ရှိသေးတယ်ပြီးတော့ကြတော့ internet မှာ YouTuber ပေါ့နော်သူကသူလှုပ်ရှင်တာတွေရှောက်လို့ပြီးတော့ပတ်စံတွေထောနေရဆိုပုံစံမျိုးလုပ်ပြတာပေါ့နော်ဒါပေမဲ့အရင် scary movie ကြည့်ပွဲလီတော့မှတ်မိကြလားမသိနံပါတ်2မှာတော့သူကတေးသွားပြီးသွားပြီပေါ့နော်အဲ့ဒါကိုအခုဒီမှာကြတော့ဘလို့သူ့ကိုပြန်ရှင်းပေးတာလဲဆိုတော့ဒါက Shorty မဟုတ်ဘူးတဲ့ Shorty ရဲ့အမွာနာမည်အတူတူပဲဖြစ်တဲ့ Shorty တဲ့ဆိုပြီးတော့လူလည်းမပြောင်းလိုက်ဘူးနာမည်လည်းမပြောင်းလိုက်ဘူးဒါပေမဲ့အမွာဆိုပြီးတော့ reason ပေးပြီးပြန်ထည့်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကလည်းအခုနလိုပဲအဲ့ franchise တွေမှာ main character တွေကသေအောင်မသေနိုင်ဘူးပထမကားမှာအဆုံးမှသေပြီးသွားရင်နောက်ကားကြလို့ရှိရင်ပြန်ပြီးတော့လို့အဓိပ္ပာယ်မရှိတဲ့ reason တွေပေးပြီးတော့ပြန်ရှင်းလာဆိုတဲ့ဟာတွေလောက်တတ်တယ်လေအဲ့ဒါကိုသူတို့ကလှောင်ထားတာပေါ့နော်နောက်တစ်ယောက်ကကြတော့ဒီ Wayans Brothers နဲ့ရပဲ Bray ဆိုတဲ့ character အနေနဲ့တရုပ်ဆောင်ထားတဲ့ Sean Wayans ပေါ့နော်သူကကြတော့အရှိပိုင်းဒီမှာတော့သူက closet gay ဆိုပြီးတော့သူ့ကိုအဲ့လိုပြောထားတာပေါ့နော်သူက Brenda နဲ့ကြိုက်နေတာအခုဒီမှာကြတော့ Brenda နဲ့ယူပြီးသွားပြီပြီးတော့သူ့ကိုသူ gay မဟုတ်တော့ပါဘူးသူဖျားသခင်ကကယ်လိုက်ပါပြီဆိုပြီးတော့ပြောတဲ့အခန်းပေါ့နော်အဲ့ဒါကလည်းတကယ်ဆိုလို့ရှိရင်2014တုန်းကအပြင်မှာတကယ်ဖြစ်သွားပြီးတော့တော်တော်လေးနာမည်ကြီးသွားတဲ့ဖြစ်ရပ်တစ်ခုကိုသူက reference ယူထားတာပေါ့နော်
အဲ့မှာ Andrew Cardwell ဆိုတဲ့လူတယောက်ကအဲ့ church ကလုပ်တဲ့ပွဲတစ်ခုမှာ तू က game မဟုတ်တော့ပါဘူး။ तू ဖျားသခင်ကယ်တင်လိုက်ပါပြီ။ तू ယောက်ျားတွေလည်းမကြိုက်တော့ဘူး။ slim fat တွေလည်းမလွယ်တော့ဘူး။ make up တွေလည်းမလိမ့်တော့ဘူးဆိုတော့ तू အဲ့လိုမျိုးမိုက်ကြီးနဲ့ပြောတာပေါ့နော်။အဲ့ဒါကိုဖုန်းတော်ကြီးကလည်းအားပေးတယ် तू ကိုချီးကျူးတယ်ပေါ့နော်။ကျန်တဲ့ပရိသတ်တွေကလည်းဝမ်းသာအားရနဲ့ तू ကို offer ပေးကြတာပေါ့နော်။အဲ့ဒီဗီဒီယိုက internet မှာပြန့်သွားပြီးတော့အဲ့ဒါကို meme တွေလောက်ကြဟာသားဗီဒီယိုတွေ like လောက်ကြနဲ့တော်တော်လေးနာမည်ကြီးခဲ့တာပေါ့နော်။အခုဒီမှာအဲ့ဒါကိုသူတို့ကပြန်ပြီးတော့နောက်ထားတာပေါ့နော်ဒီမှာဒီညီကိုနှစ်ယောက်ကသူတို့ scary movie 345ကိုသူတို့မပါဘဲနဲ့ရိုက်လို့ဆိုပြီးတော့မကျေနပ်လို့ကြံတဲ့သူတွေကိုလိုက်တတ်တယ်ဆိုတော့ပုံစံမျိုးပုံဖော်ထားတာပေါ့နော်အဲ့မှာ scary movie 4မှာ cameo ပါခဲ့တဲ့ Shaquille O'Neal ဆိုတဲ့ basketball ကစားသမားရဲ့ scary movie 3နဲ့4မှာပါခဲ့တဲ့ Anthony Anderson တို့ကိုလည်းသူတို့အဲ့မှာတက်ပြစ်တဲ့ခန်းကြီးပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အရှိကားတွေကိုပြန်ပြီးတော့သူတို့ reference လုပ်သွားတာပေါ့နော်ပြီးတော့ဒီမှာ cameo အသစ်တစ်ယောက်အနေနဲ့ပါတာက YouTuber ခိုင်စင်နဲ့ကိုယ်တိုင်ပါလာတာပေါ့နော်သူ့ကိုဆိုလို့ရှိရင်လည်းဒီမှာ shorty ရဲ့ character ကအဲ့ခိုင်စင်နဲ့ကိုနည်းနည်းလေး reference ယူပြီးတော့သူတို့စထားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုအဲ့မှာ live stream တွေလုပ်ပြလူတွေကဝိုင်းကြည့်သူတို့ကပတ်စံနေရတယ်အဲ့လိုမျိုးဒီခေတ်မှာဖြစ်နေတဲ့ခါချောင်းလည်းသူတို့လှောင်သွားတာပေါ့နော်အဲ့တော့ main character တွေကိုဆက်ကြည့်မယ်ဆိုလို့ရှိရင် Brenda Meeks အနေနဲ့တရုပ်ဆောင်ထားတဲ့ Regina Hall ပေါ့နော်သူလည်းပြန်ပါတာတွေ့ရတယ်သူကကြတော့ခုနပြောတဲ့Ray နဲ့လက်ထပ်ထားပြီးတော့ကလေး2ယောက်တောင်ရထားပြီးပေါ့နော်သားတစ်ယောက်သမီးတစ်ယောက်အမွှာတွေရတာပေါ့နော်အဲ့ဒါကလည်း Scream 6တဲက Chad နဲ့ Mindy Meeks တို့ character တွေကိုသူတို့က parody လုပ်ထားတာပေါ့နော် Brenda ကိုရိုင်းကကြတော့ဒီ2019ခုနှစ်ကထွက်ခဲ့တဲ့မားဆိုတဲ့ရုပ်ရှင်တွေကmain character ပုံစံမျိုးသူ့ကိုလှုပ်ထားတာပေါ့နော်အဲ့လိုသူကသားသမီးတွေနဲ့ခူးမှန်းတင်းလုံးချင်ပြီးတော့ပောက်ပြတွေရှောက်လုပ်တဲ့ character မျိုးပေါ့နော်နောက်ပြီးတော့ဒီ၄ယောက်ထဲမှာအဓိက iconic ဖြစ်ဆုံးနာမည်ကြီးဆုံးပေါ့နော် Anna Faris ရဲ့ Cindy Campbell ဆိုတဲ့ character လည်းပြန်ပါတယ်သူကအရင်ရုပ်ရှင်တွေတုန်းကဆိုလို့ရှိရင်အဲ့လိုမျိုး horror ရုပ်ရှင်တွေထဲကဥတူတူနဲ့မျိုးလုံးလေးကလကလနဲ့အဲ့လိုမျိုးဖြစ်သမျှကိုသူကဘာလို့လို့မှမသိဟိုလူကဲပေါင်းဒီလူကဲပေါင်းနဲ့လှုပ်တဲ့ character ပုံစံမျိုးပေါ့နော်parody ဆိုတော့ကြတော့အများနဲ့ခံလိုက်ရလို့ရှိရင်လည်းပေါက်ပန်း40တွေပဲအဲ့လိုမျိုးရှိလဲရည်ရတယ်ပေါ့နော်သူ character တော်တော်လေးအခုဒီမှာကြတော့သူကနှစ်တွေလဲကြာသွားပြီဆိုတော့လုံးဝ final girl ကြီးဖြစ်နေပြီပေါ့နော် Halloween နေ့က Laurie Strode ပုံစံမျိုးသူ့ကိုလှုပ်ထားတာပေါ့နော်သူနေတဲ့နေရာအစ Laurie Strode ရဲ့ chan ပုံစံမျိုးပြီးသူ့အိမ်ဘေးမှာဆိုလို့ရှိရင်ထားတဲ့ရုပ်တွေဆိုလို့ရှိရင်လည်းဒါ Halloween နေ့မှာ Laurie Strode တနက်ပြတဲ့ရုပ်တွေပေါ့နော်အခုဆိုလို့ရှိရင်သူကအဲ့လိုပဲသူ paranoid တွေလည်းဖြစ်နေတယ်တနက်ကြီးလည်းတကားကနဲ့တခုဖြစ်လို့ရှိရင်ကိုယ်တိုင်ဝင်ပြီးတော့ဖြည့်ရှင်းတဲ့ပုံစံမျိုးနဲ့ character မျိုးတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့အခုသူ့မှာသမီး2ယောက်ရှိတယ်အဲ့ဒါကလည်း Scream 6တဲက Sam နဲ့ Tara နဲ့ညီမ2ယောက်ကိုသူတို့ပြန်ပြီးတော့ဒီမှာဟာတာလောက်ထားတာပေါ့နော် Scream ထဲမှာကအငယ်မ Tara နေရာကို January ကတရုပ်ဆောင်တာပေါ့နော်အဲ့တော့အခုဒီမှာကအငယ်မတရုပ်ဆောင်တဲ့ကောင်မလေးကိုဒီ January နာမည်ကြီးဆုံး series တစ်ခုဖြစ်တဲ့ Wednesday ထဲက Wednesday နာမည်ကိုသူတို့ကပေးကျင်တာပေါ့နော်ဒါပေမဲ့ Netflix က Wednesday နာမည်ကိုသူတို့ legally သုံးလို့မရအောင်ဆိုတော့ပိတ်ပင်ထားတယ်အဲ့နဲ့သူတို့ကဒီမှာ Tuesday ဆိုတော့ပေးတာပေါ့နော်တခါမှဆိုလို့ရှိရင် Cindy ကမှားပြီးတော့မှသူသမီးကို Wednesday ဆိုခေါ်လိုက်တာမျိုးပါတယ်အဲ့ဒါတွေကိုနောက်ထားတာပေါ့နော်နောက်ပြီးတော့ဒီအကြီးမဖြစ်တဲ့ Sarah ပေါ့နော်သူကကြတော့ဒီ scary movie နံပါတ်1နဲ့2ထဲက Cindy ငယ်ဘဝပုံစံကိုပြန်ပြီးတော့လှောင်ထားတဲ့ပုံစံမျိုးပေါ့နော်ဟိုမှာခုနပြောလို့ပဲ Cindy ကမျက်လုံးလေးပြူးပြူးလေးနဲ့အဲ့လိုမျိုးကြောက်ကြောက်လန့်လန့်ပုံစံလေးဒီမှာကြတော့သူကမျက်လုံးကပုံမှန် Cindy ထက်တောင်မှပိုပြူးသေးတယ်ပြီးတော့သူကဆေးကြောင်နေတဲ့ပုံစံမျိုးတွေလောက်ထားတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူတို့ character ကိုသူပြန်ပြီးတော့ parody လောက်ထားတာမျိုးတွေပေါ့နော်နောက်ပြီးတော့ Sarah ရဲ့ရီစားဆိုလို့ရှိရင်လည်းဒါ Scream 6ထဲက Jack Quaid ကိုလှောင်ထားတာပေါ့နော်ပြီးတော့ကြတော့သူ့ကို Jeffrey Dahmer တို့ Ted Bundy တို့နဲ့တူတယ်ဆိုပြီးတော့လည်းအဲ့လိုမျိုးထည့်ပြောတဲ့ reference တွေလည်းရှိရပေါ့နော်အဲ့ဒါတွေကတော့ပြင်မာတကယ်ရှိရဲ့ serial killer တွေပေါ့နော်main character 4ယောက်ပြီးတော့နောက်ထပ် original ရုပ်ရှင်မှာပါခဲ့တဲ့ character တွေဘယ်သူတွေဒီမှာပြန်ပါလဲဆိုတာဆက်ပြီးတော့ပြောပြပေးမယ်နော်ပထမဆုံးတစ်ယောက်ကတော့mentally disabled ဖြစ်ချင်အောင်ဆောင်ထားတဲ့ Doofy ဆိုတဲ့ character နေရာမှာတရုပ်ဆောင်ထားတဲ့ Dave Sheridan ပေါ့နော်သူပြန်ပါတာကိုတွေ့ရတယ်သူ့ရဲ့ character ကတကယ်ဆိုလို့ရှိရင် original Scream ရုပ်ရှင်တွေက Deputy Dewey ကိုနောက်ထားတာပေါ့နော် Dewey ကိုနာမည်ပြောင်းတော့ Doofy ဆိုပြီးတော့နာမည်ပေးထားပြီးတော့ Scary Movie 1မှာဆိုလို့ရှိရင်သူကခေလာသူပေါ့နော်ဒါပေမဲ့သူကအုံနောက်ပုံမဟုတ်တဲ့ပုံစံမျိုးဟန်ဆောင်ထားပြီးတော့နောက်ဆုံးကြမှာမဟုတ်ပါဘူးဆိုတော့အဲ့လိုမျိုးတိလိုက်ရတာမျိုးပေါ့နော်ဒါပေမဲ့အခုဒီမှာကြတော့သူကတကယ်ကြီးကိုပုံနောက်ကပုံမှန်မဟုတ်တော့တာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကလည်းအကြောင်းရင်းတော့ဒီမှာမပြောတော့ဘူးဒါပေမဲ့final movie မှာမပါလာတဲ့ deleted scene တခုမှာကြတော့
အဲ့ဒါတစ်မှာတော့သူတို့အဲ့ဒီကနေသူဗရန်မြင့်အနေနဲ့ထွက်ပြေးသွားတဲ့အချိန်မှာကားတိုက်ခံရပြီးတော့အဲ့လိုမျိုးတကယ်ခေါင်းထိသွားရဲဆိုပြီးပြောထားတာလည်းရှိရဲပေါ့နော်ဒါပေမဲ့အဲ့ဒါကတော့ဒီမှာတော့မတွေ့လိုက်ရဘူးပေါ့နော်ပြီးတော့သူ့ပုံစံဟိုခေါင်းထိထားရဲဆိုတာထက်အဲ့လိုမွေးရပါယောဂပါတဲ့ပုံစံမျိုးတော့ဖြစ်နေရဲပေါ့နော်တကယ်ကအဲ့ဒါတော့လေအရင်ကြီးတော့မလိုအပ်ဘူးပေါ့နော်ရှင်းဟောင်းဟာတာတော့နည်းနည်းဆန်သွားတယ်လို့ပြောရမှာပေါ့နော်အဲ့ဒါပေမဲ့သူနဲ့ပတ်သက်ပြီးတော့ရီရတာတခုကကြတော့အဲ့အချိန်မှာတစ်မှာတော့သူက serial killer ဆိုတာသိတော့ဗရန်မြင့်ဖြစ်နေပြီအဲ့ဒါကိုဒီမှာကြတော့ရဲရိလိုက်မဖောင်အေးဆေးနေတာဘာဖြစ်လို့လဲဆိုတော့အကြောင်းပြချက်ကိုဘယ်လိုပေးထားလဲဆိုတော့အစိုးရလူကြီးချမ်းသာဝင်ပေးရတယ်မှာသူပါသွားတယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့ဒါတကယ်ဆိုလို့ရှိရင် Donald Trump ကိုလှောင်လာတာပေါ့နော်2021တုန်းကရွေးကောက်ပွဲမှာ Donald Trump ကရှုံးသွားပြီးတော့ Joe Biden နိုင်သွားတယ်အဲ့အချိန်မှာတော့ Donald Trump ထောက်ခံတဲ့သူတွေကဆန္ဒပြကြတယ်ပေါ့နော်အဲ့မှာတော်တော်လေးစူးစူးရွားဖြစ်ခဲ့တယ်အစိုးရပိုင်ပစ္စည်းတွေပျက်စီးခဲ့ရတယ်လည်းရှိရပေါ့နော်အဲ့ဒါပေမဲ့နောက်ပိုင်း Donald Trump သမ္မတဖြစ်လာတဲ့အချိန်ကျတော့ तू ကအဲ့ဆန္ဒပြပွဲမှာပါခဲ့တဲ့သူတွေကိုလူကြီးချမ်းသာဝင်ပေးခဲ့တယ်ဆိုပြီးတော့သတင်းတွေထွက်လာတယ်ပေါ့နော်အဲ့တော့အခုဒီမှာအဲ့ဒါကိုလှောင်လာတာ Donald Trump သူ့ကိုထောက်ခံတာနဲ့ serial killer တော့မှပြန်လွှတ်ပေးရဆိုပြီးတော့ပြောချင်တာပေါ့နော်ပြီးတော့ကြောင့်အဲ့မှာသူဓာတ်ပုံလေးပြရတယ်လေသူအဲ့မှာဝင်ပြီးတော့ riot မှာပါလာတယ်ဆိုတဲ့ဥစ္စာအဲ့ဓာတ်ပုံကတကယ်အဲ့အပြင်က riot မှာနာမည်ကြီးသွားတဲ့ပုံကိုသူတို့ဒီမှာ parody လိုက်လုပ်ထားတာပေါ့နော်ပြီးတော့နောက်ထပ် recurring character တယောက်ဆိုလို့ရှိရင်သတင်းထောက် Gil Heystrom ဆိုတဲ့ character နေရာမှာတရုပ်ဆောင်ထားတဲ့ Cherry or Terry လည်းပြန်ပါတယ်ပေါ့နော်သူ့ရဲ့ character ကကြတော့ခုနကတော့ Doofy နဲ့ဆက်နေတယ်ပေါ့နော် original screen မျိုးရှင်မှာဆိုလို့ရှိရင် Officer Dewey နဲ့ကြိုက်သွားတဲ့သတင်းထောက် Gil Weathers ဆိုတာပါတယ်ပေါ့နော်အဲ့ဒါသူ့ကိုပြောင်းပြီးတော့ original scary movie မှာတည်းက Gil Heystrom ဆိုပြီးတော့ပါလာခဲ့တာပေါ့နော် Scream နဲ့ကမင်းသမီးကကြတော့အဲ့ဒါ Friends တဲကနာမည်ကြီးမင်းသမီး Courtney Cox ပေါ့နော်အဲ့ဒါကိုဒီမှာထည့်ပြီးတော့လှောင်သွားတာလည်းတွေ့ရတယ် Friends တဲကမိန်းမကြီးဆိုပြီးတော့ပြောသွားတာတို့ Botox သူ့လောက်မရှိဘူးလို့ပြောသွားတာတို့ဆိုလို့ရှိရင်အဲ့ဒါအဲ့ Courtney Cox ကိုပြောင်းသွားတာပေါ့နော်အဲ့ဒါတွေမကဘူးဒီ Gil Heystrom ရဲ့ character က The Substance ရုပ်ရှင်ကိုလည်း parody လုပ်သွားတာတွေ့ရတယ်အဲ့မှာ Demi Moore ရဲ့ character နေရာကနေပြီးတော့သူပါတာပေါ့နော်ဒီမှာ The Stuff ဆိုပြီးတော့စေးရည်တွေသူ့ကိုယ်ထဲထည့်လိုက်တဲ့ဟာမျိုးပြသွားတာပေါ့နော်နောက်တစ်ယောက်ကတော့ Graphic ဆိုတဲ့ character နေရာကနေပြန်ပါတဲ့ Lachlan Monroe ဖြစ်တယ်သူက original scary movie မှာတော့ကြတော့အဲ့လိုမျိုးအချိုးသိမ့်မပြေတဲ့အကြောင်းအားကစားသမားပုံစံမျိုးပေါ့နော်အခုဒီမှာကျတော့သူက sheriff ဖြစ်နေပြီသူ့မှာသားတစ်ယောက်လည်းရှိတယ် transgender သားပေါ့နော်အဲသူနဲ့ပတ်သက်တဲ့အဓိကဟာသားကတော့ one တော့သူ့ကိုနောက်ထားတဲ့အဲ့ခန္ဓာကိုယ်စိတ်ပိုင်းလေးသေးတယ်ဆိုတဲ့ကိစ္စအဲ့ဒါလည်းပါတယ်နောက်ပြီးတော့ကျတော့သူအဓိကပြောရချင်တာကကျတော့အဲ့ဒီ transgender ကိစ္စပေါ့နော်အခုခေတ်မှာ gender နဲ့ပတ်သက်တဲ့ရှုပ်ထွေးတဲ့ကိစ္စတွေအဲ့ဒါတွေကိုရုပ်ရှင်တွေ franchise တွေမှာအတင်း villain ဖြစ်အောင်လို့ထည့်နေတဲ့ဟာတွေအဲ့ဒါမျိုးသူတို့လှောင်ကျင်တာပေါ့နော်အဲ့ဒီ graphic ရဲ့ character ကကြတော့1999ခုနှစ်နာမည်ကြီးခဲ့တဲ့ I know what you did last summer ဆိုတဲ့ရုပ်ရှင်တွေက Barry Cox character ကို parody လုပ်ထားတာပေါ့နော်ဒီမှာတော့အဲ့ဒါနဲ့ပြန်ပြီးချိတ်ထားတာတော့မတွေ့ရဘူးသူ့သားဖြစ်တဲ့ transgender ကောင်လေးကကြတော့ Scream 5 ထဲက West ဆိုတဲ့ character ကိုလိုက်နောက်ထားတာပေါ့နော်နောက်ဆုံးတစ်ယောက်ကတော့ Bobby Prince ဆိုတဲ့ character နေရာကနေပြီးပြန်သရုပ်ဆောင်ထားတဲ့ John Abrahams ပေါ့နော် Bobby Prince က Scary Movie 1 မှာတော့ဆိုလို့ရှိရင်သူက Cindy ရဲ့ရီးစားပေါ့နော်အဲ့မှာသူကတေးသွားပြီးပြီအခုဒီမှာကျတော့ Cindy ကဆေးရုံသွားတဲ့အချိန်မှာအဲ့လိုမျိုးဆေးရုံခန်းတစ်ခုထဲမှာသူ့လာပြုံးမြတာတွေ့လို့သူကကောင်းကောင်းသမပေးလိုက်တဲ့အခန်းပေါ့နော်နောက်တော့မှအဲ့ဒါတကယ်မဟုတ်ဘူး hallucination ဖြစ်နေရဆိုပြီးတော့တွေ့ရတာပေါ့နော်အဲ့ဒါကလည်း smile ရုပ်ရှင်ကိုပြန်ပြီးတော့နောက်ထားတာပေါ့နော် Cindy ကအဲ့မှာသူကလူကောင်းလည်းမဟုတ်ဘဲနဲ့သူ့လက်လက်ရီပြားနေတယ်ပေါ့အဲ့ဒါကြီးကပုံမှန်မဟုတ်ဘူးဆိုပြီးတော့သူ ion နေနောက်နေတာပေါ့အဲ့နဲ့သူလိုက်ရီပြားနေသူတွေလိုက်သမတာပေါ့နော်အဲ့မှာနောက်တော့မှဟိုတကယ်မဟုတ်ဘူးသူ hallucination ဖြစ်နေတာသူကြီးစားမဟုတ်ဘူးဟိုမှာကျတော့ psychiatric ward ဖြစ်နေတဲ့အတွက်ကြောင့်မလို့လူတွေကစိတ်မမှန်လို့ပြုံးပြုံးကြီးပဲဖြစ်နေကြဆိုပြီးဆရာဝန်ကလာရှင်းပြသွားမျိုးပါတယ်ပေါ့နော်ကဲတော့ဆက်ပြီးတော့အခုဒီမှာဘယ်ရုပ်ရှင်တွေနောက်ထပ် refresh လုပ်ထားလဲဘယ်သရုပ်ဆောင်သစ်တွေပါလဲ cameo တွေပါလဲဆိုတာတွေဆက်ပြီးတော့ရှင်းပြပေးမယ်နော်ဆက်စချင်းဘာအစင်မှာကြတော့ One Battle After Another မင်းသမီး Tiana Taylor ကိုတွေ့ရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင် तू ကအဲ့ဒီ One Battle After Another နဲ့ Oscar nomination ရတယ်ဒါပေမဲ့ Weapons က Bangladesh နေရာတရုပ်ဆောင်ထားတဲ့ AB Medican က Oscar ရသွားတဲ့အတွက်ကြောင့်မလို့သူလွဲသွားခဲ့တယ်ပေါ့နော်အဲ့ဒါကို Ghostface ကလောင်နာတာလည်းတွေ့ရတယ်နောက်ပြီးတော့ One Battle After Another မှာသူကဘိုက်ကြီးနဲ့ဘိုက်ပေါ်တော့တနက်ကြီးထောက်ပြီးဖြစ်တယ်အဲ့လိုမျိုးမှန်ကန်ကျန်းတဲ့ခန်းနေပါတယ်ပေါ့နော်အဲ့ဒါကိုအခုဒီမှာနှောက်ထားပြီးတော့သူ့ရဲ့ six pack ကဓာတ်နဲ့ထိုးတာတော့မှဘာမှမဖြစ်ဘူးဆိုပြီးတော့အဲ့ဒါ
parody လုပ်ထားတာပေါ့နော်နောက်ပြီးတော့အဲ့ဘာစင်းမှာပဲဘာတန်နာအနေနဲ့ပါတာက Carmen Electra ဆိုတဲ့မင်းသမီးပေါ့နော်သူက Scary Movie 1မှာတော့သူ့စင်ကလည်းတော်တော်လေးနာမည်ကြီးခဲ့တာပေါ့နော်အဲ့ဒီတော့သူနောက်ကနေပြီးတော့ Ghost Face လိုက်တော့သူထွက်ပြေးတဲ့အစင်ကမင်းသမီးပေါ့နော်သူကနောက်ပိုင်းမှာ Scary Movie 4မှာလည်း cameo ပါဘူးတဲ့အခုဒီမှာ cameo ထပ်တွေ့ရတာပေါ့နော် Cindy ရဲ့သမီး Sarah နဲ့သူ Isa Jack တို့လုပ်တဲ့ Final Destination Extreme Ride theme park ကတော့ဒါ Final Destination franchise ကိုလှောင်လာတာပေါ့နော်Final Destination 3တဲ့က roller coaster ကြီးကိုသူတို့ဟာသားလောက်တာပေါ့နော်အဲ့မှာ Sarah ဖုန်းပြောနေနောက်မှာ roller coaster ကြီးကဖြစ်ချင်တိုင်းဖြစ်ဟိုဘက်ပြန်တက်လိုက်ဒီဘက်ပြန်တက်လိုက်နဲ့အဲ့ဆင်းဆိုလို့ရှိရင်လည်းရည်ရတယ်ပေါ့နော်နောက်ပြီးတော့ကျတော့နောက်ဆုံးထွက်ထားတဲ့ Black Lines တွေကအကျွေးစီလေးကိစ္စကိုလည်းသူတို့ပြန်လှောင်တာပေါ့နော်ကောင်လေးကသူ့အကျွေးစီရောက်သွားရင်မသေးတော့ဘူးဆိုတော့အဲ့ချိန် roller coaster ကြီးကသူ့ပေါ်ပြုတ်ကျလာတာပေါ့နော်အဲ့ဒါကို Sarah အဲ့လောက်ထိကဘာပြတ်နေတာတော့မှ game site AC ပဲထွက်သွားတာပေါ့နော်အဲ့ဒါဒီရုပ်ရှင်မှာDead ရဲ့ plan ပေါ့နော် design ကဘယ်လောက်ထိလက်တွေ့မကျလဲဆိုတော့သူတို့လှောင်ခြင်းလို့အဲ့ဒါထည့်ထားတာပေါ့နော်အဲ့ဒီ Final Destination နဲ့ပတ်သက်ပြီးတော့ playlist တစ်ခုလောက်ပြောပြထားတယ်မကြည့်ရသေးလို့ရှင်တော့ကြည့်ကြနော်နောက်ပြီးတော့ Elle Mackenzie အနေနဲ့တရုပ်ဆောင်ထားတဲ့ကောင်မလေးကကြတော့ Scream 5 ထဲက Amber Freeman နဲ့ Liv Mackenzie တို့ပြန်ပြီး parody လုပ်ထားတာပေါ့နော်အဲ့မှာသူနဲ့ Brenda နဲ့စကားပြောတဲ့အခါမှာ Brenda ကိုသူက Octavia Spencer နဲ့တူတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့ချိန်မှာ Brenda ပြန်ပြောလိုက်တဲ့စကားလည်းရှိရပေါ့နော်အဲ့ဒါတကယ်ဆိုလို့ရှိရင်အဲ့ The Help ဆိုတဲ့ရုပ်ရှင်ကိုသူတို့လှောင်ထားတာပေါ့နော်အဲ့မှာမင်းသမီး Octavia Spencer နဲ့ပတ်သက်ပြီးတော့လို့ယွန်စရာကောင်းတဲ့အခန်းတစ်ခုပါတယ်အဲ့ဒါကိုသူတို့နောက်ထားတာပေါ့နော်ကြည်ဘူးတဲ့သူကတော့သိမှာပေါ့နောက်ပြီးတော့ကလေးတွေကလူမဲသမိုင်းကြောင်းကိုKanye Westရေးထားတဲ့စာအုပ်ကနေပဲလေ့လာနေရဆိုတော့ပါတယ်လေအဲ့ဒါကလည်းအဲ့ internet မှာတော်တော်လေးအငြင်းပွားစရာတွေဖြစ်ခဲ့တဲ့Kanye West ရဲ့ interview တစ်ခုကြောင့်ပေါ့နော်အဲ့မှာ तू ကဘာပြောရလဲဆိုတော့ကျတော့လူမဲသမိုင်းကြောင်းကို तू လေ့လာနေနေတဲ့သတိထားမိတာဒီလူမဲတွေကြုံဖြစ်လာတယ်ဆိုတာတဲ့သူတို့ရဲ့ရွေးချယ်မှုကြောင်းနဲ့ဆိုတော့ပြောခဲ့တာပေါ့နော်အဲ့ဒါနဲ့လူမဲတိုင်းဝိုင်းထဲမှာတော်တော်လေးအဲ့ဒါပေါက်ကွဲကြတာပေါ့နော်ပြောစရာဆိုစရာတော်တော်ဖြစ်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်ဒီမှာအဲ့ဒါကိုလှောင်ပြီးတော့ခါကြီးကတကယ်လူမဲသမိုင်းကြောင်းဆိုပြီးတော့စာအုပ်ထုတ်ထားရဲဆိုပြီးတော့ပြောတာပေါ့နော်ပြီးတော့ကြတော့အဲ့လူမဲတွေကိုရမ်းနှိမ်ခဲ့တဲ့ခေတ်တုန်းကဆိုလို့ရှိရင် Ku Klux Klan ဆိုတာရှိရဲအစွန်းရောက်လူဖြူဝါဒီဖွဲ့ပေါ့နော်အဲ့သူတို့ wit နေကြအဲ့လို signature ဝတ်ဆောင်ဖြူကြီးရှိရဲအဲ့ဒါကို Kanye West ကမဲအောင်လုပ်ပြီးတော့ live ဝတ်တာလည်းရှိရဲအဲ့ဒါကြောင့်မို့လို့အဲ့စာအုပ်ဖုံးမှာအဲ့ဒါလေးကိုဆွဲထားရဆိုအဲ့ဒါကိုနောက်ကျင်တာပေါ့နော်အဲ့ KKK နဲ့လူမဲတွေနဲ့ပတ်သက်တဲ့အကြောင်းတွေတော့ပို့ရင်တော့စင်သာရုပ်ရှင်အကြောင်းပြောတဲ့ဗီဒီယိုမှာထည့်ပြောဖို့လဲသိချင်လို့ရှင်တော့သွားကြည့်ကြပါနော်နောက်ပြီးတော့ Sarah ကစင်နီစီသွားတဲ့ချိန်မှာအဲ့လိုစင်နီကတော်တော်သုံးမကျတဲ့မိတယောက်ဖြစ်တယ်ဆိုတော့ပြောနေတဲ့စင်းပေါ့နော်အဲ့ရနေပြီးတော့ Sarah ငယ်တော့ shopping mall မှာသူ Christmas ဖူဖိုးကြီးစီခေါ်သွားတဲ့အခန်းပါတယ်ပေါ့နော်အဲ့ဒါကြတော့ကြည်ရနဲ့တည်တာပါတယ် Terrifier 3ကိုလောင်လာတာပေါ့နော်အဲ့မှာဟိုတကယ် Terrifier ထဲမှာကြတော့ At the Clown ကကလေးတွေကိုလက်ဆောင်နေပေးနေအဲ့ထဲမှာဘုံထည့်တာပေါ့နော်ဟိုဒီမှာကြတော့ဒီ Clown ကခန္ဓာကိုယ်စိတ်ပိုင်းနေပေးနေမှာပေါက်ကြ body pad တွေလည်းပါတာပေါ့နော်အဲ့နဲ့ကလေးတွေလမ်းဖြတ်ပြီးတော့အော်ပြီးတော့ထွက်ပြေးကြတဲ့ခံမျိုးအဲ့လိုမျိုးနောက်ထားတာပေါ့နော်အဲ့မှာလည်း background မှာအဲ့လို cameo ပါတာရှိရဲCindy ရဲ့အနောက်ကဒီလူပေါ့နော်သူဆိုလို့ရှိရင်ဒါ Terrifier ရဲ့ producer လည်းဖြစ်တယ်လို့ Terrifier 2မှာတရုပ်ဆောင်ခဲ့တဲ့ Michael Levy ဖြစ်တယ်ပေါ့နော်ပြီးတော့သူ့နောက်ကတယောက်ကကြတော့ Terrifier 2မှာလည်းပါတယ် Sleepaway Camp ဆိုတဲ့ franchise ရဲ့နာမည်ကြီး iconic တရုပ်ဆောင်လည်းဖြစ်တဲ့ Felissa Rose ဖြစ်တယ်နောက်ပြီးတော့အဲ့စင်းမှာစင်နီကင်ထားတဲ့အိတ်ပေါ့နော်အဲ့ဒါကလည်းသူတို့စီမှာနာမည်ကြီးရဲ့ Macy ဆိုတဲ့တဘာမတ်စတော်ရှိရပေါ့နော်အဲ့ဒါကိုသူတို့ကဒီမှာ Gacy ဆိုပြီးတော့ပြောင်းလာတာအဲ့ဒါကလည်းရည်ရွယ်ချက်ရှိရတကယ်ကအပြင်မှာနာမည်ကြီးခဲ့တဲ့ clown ပုံစံဝင်ပြီးတော့လူတက်ခဲ့တဲ့ serial killer ကြီး John Wayne Gacy ဆိုတာရှိတယ်အဲ့ဒါကိုသူကဒီမှာ Terrifier clown နဲ့အဲ့လိုမျိုးချိတ်ဆက်ပြီးတော့လောက်ထားတာပေါ့နော် John Wayne Gacy နဲ့ပတ်သက်ပြီးတော့လည်းပို့ရင်တော့ It ဆိုတဲ့ horror အကြောင်းပြောတဲ့ဗီဒီယိုမှာပြောပြထားရှိသေးတယ်နောက်ပြီးတော့အဲ့စင်းကကလေးလေးတွေကဒီကောင်မလေးဆိုလို့ရှိရင်လည်းဒီရုပ်ရှင်တွေကမာလုံဝိုင်ယန်စီရဲ့သမီးရင်းဖြစ်တယ်ဆိုတော့သိရတယ်ပေါ့နော်Ray ရဲ့ church ကိုသွားတဲ့စင်းကတော့အဲ့ဒါ Sinners ရုပ်ရှင်ကိုလောင်လာတာပေါ့နော်အဲ့မှာကြတော့ဆက်စချင်းမှာသူကဝင်လာတဲ့အချိန်မှာခင်ဟောင်းဂျလော်ပီကားလေးကိုသူစီးလာတဲ့ဥစ္စာဆိုလို့ရှိရင်ဒါ Sinner ရဲ့စင်းကိုပဲလိုက်လောက်ထားတာပေါ့နော်ဒါပေမဲ့နောက်တော့မှအဲ့ဒါကြီး EV ကားကြီးဖြစ်ပြီးတော့သူ electric charging station မှာသွားပြီးတော့အားသွင်းနေတာလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့ကြတော့အဲ့ဒီ church ထဲဝင်သွားတဲ့ဟာဆိုလို့ရှိရင်လည်းအဲ့ဟို Sinners ထဲမှာကအဲ့လို sinful music ဆိုပြီးတော့သူတို့အဲ့တီးမှုတ်တာကိုပြောတာပေါ့နော်ဒီမှာကြတော့အဲ့မှာပေါက်ပန်း40တချင်းတွေဖွင့်ကားကြတယ်အဲ့လိုဖြစ်ချင်တိုင်းနေဖြစ်နေကြတာပေါ့နော်ပြီးတော့နောက်ပိုင်းမှာလည်းအဲ့ Sinners နဲ့ပတ်သက်ပြီးတော့တခန်းထပ်ပါသေးတယ်အဲ့ဒါ Halloween party လုပ်တဲ့ဆင်းမှာ Sarah ရဲ့ Tuesday ရဲ့ Jack ရဲ့အဲ့ဒီ Sinners တဲက vampire 3ယောက်ဝင်တောင်းတဲ့ဆင်းပေါ့နော်အဲ့ဒါကိုပြန်လုပ်ထားပါပေါ့နော်အဲ့ဒါမှသူတို့တချင်းဆိုတဲ့အခန်းမှာကြတော့
Tuesday ကWednesday လိုမျိုး share လိုကြီးကိုကောက်တီးနေရလဲတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဆေးရုံခန်းမှာ Ratchet ဆိုတဲ့သူနာပြုတယောက်ပါတယ်ပေါ့နော်သူကကြတော့1985တော့အဲ့ drama comedy တကားရှိရပေါ့နော် One Flew Over the Cuckoo's Nest ဆိုတဲ့စာအဲ့ကားထဲမှာ Ratchet ဆိုတဲ့သူနာပြုတယောက်ပါတယ်သူတရုပ်ဆောင်တာတော်တော်လေးနာမည်ကြီးတယ်ပေါ့နော်အဲ့တုန်းက Academy ဆုတော်မှာရသွားခဲ့တယ်ပေါ့နော်အဲ့နောက်မှာ2020မှာ Netflix မှာ Ratchet ဆိုတဲ့ horror series တကားထွက်ခဲ့တယ်ပေါ့နော် Sarah Paulson နဲ့ရိုက်ထားတဲ့ဥစားအခုကအဲ့ဒီသူနာပြုကိုအဲ့လိုမျိုး Ratchet ဆိုပြီးတော့ reference လုပ်ထားတာပေါ့နော်ပြီးတော့အဲ့ဆင်းမှာပဲသူနဲ့တဝိုင်းနဲ့ထိုင်နေတဲ့လူ hot dog 9ခုစားနေတာတွေ့ရတာအဲ့ဒါဆိုလို့ရှိရင်လည်းအဲ့ဒါ weapons ရုပ်ရှင်ကို reference လုပ်ထားတာပေါ့နော်အဲ့နောက်ပိုင်း Halloween party ဆင်းမှာ weapons reference ထပ်ပါတယ်အဲ့မှာလည်းအဲ့ရုပ်ရှင်တွေကနိုင်ညဘက်ရက်သွားတဲ့ခန်းပေါ့နော်အဲ့ဒီခန်းရပြီးတော့ကြောင့်ကလေးတွေလမ်းပေါ်လက်လေးကားရလေးလုပ်ပြီးတော့ထွက်ပြေးကြတဲ့ဆင်းပေါ့နော်ဒီမှာတော့ဟာတာဆိုတော့ကြတော့လမ်းပေါ်မှာပြေးနေတဲ့ကလေးကကောင်းဝင်ကျုံတာခံလိုက်ရတာပေါ့နော်ပြီးတော့အဲ့ကလေးတွေထဲမှာလည်းမမ်မီပုံစံဝတ်ထားတဲ့ကလေးတယောက်လည်းတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့အဲ့ဆေးရုံမှာဆာရာကို Ghostface ကဖုန်းဆက်တဲ့ချိန်မှာဆာရာရဲ့လှုပ်ဝက်ချက်တစ်ခုသူသိရဆိုပြီးပြောတယ်အဲ့မှာဆာရာ तू ကနာဇီမဟုတ်ပါဘူးဗော तू ဟစ်လာကိုလေးပြူတာမဟုတ်ဘူးဒါအကြောင်းစင်းပွဲမှာ तू ဒီတိုင်းပဲလက်ကိုလှုပ်လိုက်တာပါဆိုပြီးတော့ပြောတဲ့အခန်းလေးအဲ့ဒါကကြတော့ Elon Musk ကိုလောင်လာတာပေါ့နော်Elon Musk က facet တွေလုပ်တဲ့ဒီ Hitler ကိုလေးပြူတဲ့ဟာမျိုးလုပ်တယ်ဆိုပြီးတော့အဲ့လိုဝေဖန်ကြတာရှိရပေါ့နော်အဲ့ဒါကိုနောက်ထားတာပေါ့နောက်ပြီးတော့ shorty wee ကိုကွဲနေတဲ့ဆင်းမှာကြတော့ horror fan တွေကြိုက် get out ကိုအမှမျိုးစုံပေါက်ကြရတွေလောက်ထားတာပေါ့နော်အရင်ဆုံး channel မှာသူ့စီကိုထည့်ပြေးလာတဲ့အခန်းကြီးပေါ့နော်ပြီးတော့ဟိုမှာနောက်ကတယောက်က light သူ့ဝစ်စားတွေဝစ်ထားလို့ဆိုဟိုကဝစ်ထားတာဖြင့် drink ပေါင်းမီလေးပဲရှိရဲအဲ့ဒါမျိုးနောက်ထားတာပေါ့နော်ပြီးတော့သူအိမ်ထဲဝင်သွားတဲ့ချိန်ကျတော့ hypnosis ဆင်းပေါ့နော်ဒီမှာကြတော့ hypnosis လုပ်တဲ့ therapist က Ghostface ကိုယ်တိုင်ဖြစ်နေတာပေါ့နော်လက်ဖိတ်ခွက်လေးဇွန်လေးနဲ့တောက်တောက်နဲ့လုပ်ပြီးတော့သူမေးခွန်းနေမေးနေတာပေါ့နော်အဲ့မှာလဲ shorty ရဲ့ပေါက်ပန်းလေးဆယ်လန်းတွေလည်းကြားလိုက်ရသေးတယ်ပြီးတော့ကျအဲ့ဒီကနာမည်ကြီးရဲ့စင်းပေါ့နော် sink ဆိုတဲ့အခန်းပေါ့နော်အဲ့ဒါကိုပြောလိုက်တာဟိုကခုံထဲကိုတကယ်ကို literally sink ဝင်သွားတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကနေပြီးတော့နောက်ထပ် universe တစ်ခုရောက်သွားရောအဲ့ဒါကြတော့ K-pop Demon Hunter universe တွေကိုရောက်သွားတာပေါ့နော်သူကိုယ်တိုင်ကာတွန်းဖြစ်သွားပြီးတော့အဲ့မှာ K-pop အဆိုတော်ကောင်မလေးကိုရီးယားမလေးနဲ့သူတာယာနေရတယ်တွေ့ရတယ်အဲ့ဒီရုပ်ရှင်ရဲ့နာမည်ကြီးတဲ့သချင်းပေါ့နော် Korean Close စုပါရထားတဲ့ Korean ဆိုတဲ့သချင်းကိုလည်းဒီမှာ parody ပြန်လုပ်ထားတာလည်းတွေ့ရတယ်ပေါ့နော်အဲ့တကယ်ကိုကြမ်းကြမ်းဖန်ဖန်ဘယ်ဟာမှအလုပ်မပေးဘူးသူတို့ကရုပ်ရှင်တွေရော internet ကဖြစ်ပျက်နေတဲ့ဟာတွေရောအခု K-pop wave လိုမျိုးဒီတကဘာလုံး K-pop ယူသွင်းနေကြတာတွေရောအဲ့ဒါမျိုးတွေအကုန်လုံးထည့်တာတွေ့ရတယ်ပေါ့နော်အဲ့ဒီ reference ဆိုလို့ရှိရင်လုံးဝမထင်ထားတာပေါ့နော်ဒီမှာတွေ့ရမယ်ဆိုပြီးတော့နောက်ထပ်မထင်ထားတဲ့ reference တစ်ခုကကြတော့ Tuesday ကဆေးရုံမှာ TV ကြည့်နေတဲ့ချိန်မှာအဲ့မှာ Michael biopic ကြော်ညာလို့ပုံစံမျိုးလာတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လဲ horror မဟုတ်တော့ပါလာတော့အံ့ဩတော့ပေါ့နော်ဒါပေမဲ့တကယ်အဲ့ဒါကလေ Michael နောက်ထားတာမဟုတ်ဘူး သူကလေနောက်ဆုံးမှာသူစာတန်းထိုးရမှာ Jermaine ဆိုပြီးတော့ထိုးသွားတယ်လေအဲ့ဒါက Michael Jackson ရဲ့ Jackson 5 အဖွဲ့ထဲမှာသူ့အကိုဖြစ်တဲ့ second lead singer ပေါ့နော် Jermaine ကိုလှောင်ထားတာသူအဲ့ပုံစံဝစ်ထားစားတာပုံစံကလည်းအဲ့ဒါသူစပင်ကေဆိုလို့ရှိရင်လည်း Jermaine ရဲ့ပုံစံပဲပေါ့နော်သူက Michael ကို light တူပါပြီးတော့လုပ်တဲ့ဟာမျိုးသူတို့ရဲ့ sibling rivalry တွေအဲ့ဒါတွေကိုပြောချင်တာပေါ့နော်အားကြောင့်မို့လို့ Michael ရဲ့အဖေပုံစံနဲ့ထည့်ထားတဲ့သူကမင်းက Michael မဟုတ်တာဆိုပြီးတော့ပြောတာပေါ့နော်ပြီးတော့သူကအဲ့မှာ Michael ပုံစံ light လုပ်ပြီးတော့ Mondas ကတာလေကားပေါ်ပြုတ်ကြတယ်ဆိုပြီးတော့နှောက်ထားတာပေါ့နော်နောက်ပြီးတော့အဲ့ဆေးရုံမှာ Tuesday စီကို Jack လာတဲ့ခန်းမှာဆိုလို့ရှိရင်လည်းသူတို့အဲ့လက်အိတ်နဲ့ O.J. Simpson အကြောင်းပြောတဲ့ဥစ္စာဆိုလို့ရှိရင်အဲ့ဒါ American Crime Story ဆိုတဲ့ anthology series ရဲ့ဇာတ်လမ်းပေါ့နော်အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ American football သမား O.J. Simpson သူမိမကိုတတ်လိုက်တဲ့ကိစ္စအဲ့ဒါကိုနှောက်ထားတာပေါ့နော်အဲ့အကြောင်းလည်းဗီဒီယိုတစ်ပုဒ်လုပ်ပေးဘူးတယ်စိတ်ဝင်စားလို့ရှိရင်တော့တွက်ကြည့်ကြပါနော် American Crime Stories နဲ့နာမည်နဲ့ပေါ့ O.J. Simpson case ဆိုတော့ပြီးတော့ဒီ Ghostface suspect ကိုဖမ်းတဲ့အခါမှာဆိုလို့ရှိရင်လည်း reference တွေအများကြီးတွေ့ရတယ်ပေါ့နော်အဲ့မှာသူတို့ရဲ့ suspect က shorthand ဆိုပြီးတော့သူတို့ပြောတာအဲ့ဒါတကယ်က2024ကထွက်ခဲ့တဲ့ long leg ဆိုတဲ့ရုပ်ရှင်ကိုနောက်ထားတာပေါ့နော်အဲ့မှာဘူးတော်တော်သဘောကျတာ what play ကိုပေါ့နော်ဟိုက long legs အဲ့ဒါကိုဒီမှာ shorthand ဆိုပြီးတော့ပေါ့နော် original ရုပ်ရှင်မှာじゃ Nicolas Cage ကတရုပ်ဆောင်ထားတာပေါ့နော်အခုဒီမှာကြတော့ Scary Movie 2မှာလည်းပါခဲ့တယ်ဟာတာတရုပ်ဆောင် Chris Elliott ကတရုပ်ဆောင်ထားတာပေါ့နော်အဲ့2ထဲကပဲသူသုံးခဲ့တဲ့လက်ပစ္စည်းလေးကိုလည်းပြန်သုံးတာတွေ့ရတယ်ဟိုမှာ Nicolas Cage လုပ်တဲ့အဲ့လိုလက်ပုံစံမူရမျိုးတွေလောက်တာမျိုးတွေပေါ့နော်ကြည့်ရသူတို့အဲ့ဒါကိုတော်တော်ကြိုက်တဲ့ပုံပါတယ်ဟိုနောက်ဆုံးမှာ after credit မှာလည်းအဲ့ဒီ long legs scene တွေထပ်ပြီးတော့ဟာတာလောက်တာတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီမှာအိုက်ဖန်နဲ့ရဲရလဲအဲ့ဒါ Damon Wayans Jr. ဆိုတာဒီထဲက Wayans ညီကို2ယောက်ရဲ့တူပေါ့နော်နောက်ပြီးတော့ Gay Strong ရဲ့ The Substance ကိုဟာတာလောက်ထားတဲ့ scene မှာသူ့ကြောကြီးကွဲထွက်သွားတဲ့အချိန်မှာ Epstein file ထွက်လာတာကိုတွေ့ရတယ်လေအဲ့ဒါတော့တော်တော်များများသိပြီးကြပြီးသားနေမှာပါ
US ကအဲ့လိုတထေးတွေအချင်းပြတ်လောက်ရက်တွေလောက်တဲ့ကိစ္စကို Trump ကဖုံးပြပေးထားတဲ့ကိစ္စပေါ့နော်အဲ့ဒါကိုလှောင်ထားတာပေါ့နော်ပြီးတော့ကျတော့အဲ့မှာဂေးကရုပ်ပုံစံပြောင်းသွားတာဖြစ်သွားတဲ့ပုံစံကိုတီးကြလာတော့မသိအဲ့ဒါလေ2004ခုနှစ်တုန်းက White Chick ဆိုတဲ့ရုပ်ရှင်ဟာတာကားပေါ့နော်ပိုတော့ငငယ်တော့အကိုရီကြည့်လို့လိုက်ကြည့်ရင်တော်တော်လေးသဘောကျခဲ့ရတာပေါ့နော်အဲ့မှာ FBI လူမဲရဲ2ယောက်ကနေပြီးတော့ဒီလူဖြူကောင်မလေးတွေရောင်ဆောင်ပြီးတော့အမှုစုံစမ်းတဲ့ကိစ္စပေါ့နော်အဲ့မှာထူးခြားတာကအဲ့ဒီရဲ2ယောက်ကတခြားလူမဟုတ်ဘူးဒီရုပ်ရှင်တွေကရှောင်းနဲ့မာလွန်ဝိုင်ယန်ညီကို2ယောက်ပဲဖြစ်တယ်အဲ့တော့ကျတော့ဒီ White Chick ကဒီရုပ်ရှင်မှာလုံးဝအထက်တဲ့ဆုံး parody လို့ပြောရမှာပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းလူမဲဟာတာတွေလည်းပါတယ်အခု DR5 မျိုးနဲ့ဆင်တယ်ပေါ့နော်အဲ့တော့မှသူတို့ညီကို2ယောက်ရိုက်ထားခဲ့တဲ့ဟာဆိုတော့ကျတော့အဲ့ဒီဟာလေးတင်တွေးလိုက်ရတာလို့ nostalgic feeling လေးလည်းရပြီးတော့ဘူကတော့တော်တော်သဘောကျတယ်နောက်ပြီးတော့သူတို့ဆေးရုံကနေပြီးတော့ထွက်လာကြတဲ့ခန်းပေါ့နော်Cindy ရဲ့ Sarah ရဲ့ Brenda ရဲ့ထွက်လာတဲ့အချိန်မှာသူတို့ It Follows ဆိုတဲ့ရုပ်ရှင်ကြောင်းလည်းပြောကြတယ်ပေါ့နော်အဲ့ဒါ horror ရုပ်ရှင်တွေထဲမှာဆိုလို့ရှိရင်တော်တော်နာမည်ကြီးရဲ့မကြီးရသေးရင်တော့ကြည့်ဖို့ recommend လုပ်ချင်တယ်ဘူကတော့ဒီမှာ Candyman ကိုလည်းပေါက်ကက်ပုံစံနဲ့သူတို့လှောင်ထားတာတွေ့ရတယ်ပေါ့နော် Shorty ကမှန်ကြည့်ပြီးတော့ Candyman နဲ့ငါးကောင်ဟောလိုက်တာနိုင်ရန်နေပြီးတော့ထွက်လာတာပေါ့နော်ဒါပေမဲ့ဟိုရုပ်ရှင်တွေကလူသက်သမားကြီးလက်မှာချိတ်ကောက်ကြီးနဲ့လူသက်သမားကြီး Candyman မဟုတ်ဘဲနဲ့ direct တွေရောင်းတဲ့ Candyman ဖြစ်နေတာပေါ့နော်အဲ့မှာသူ့မှာဆေးမျိုးစုံပါတယ်ဒါပေမဲ့အဲ့မှာအသေးချာသေးစိတ်ကြည့်လို့ရှိရင်သဘောကျဖို့ကောင်းတာဆေးတစ်ခုချင်းစီကရုပ်ရှင်တစ်ခုချင်း reference လုပ်ထားတာပေါ့နော် Grogu Kami ဆိုတဲ့ဥစ္စာက Baby Yoda ပုံစံလေးနဲ့ Star Wars ကိုလုပ်ထားတာပေါ့နော်ပြီးတော့ Sun-Wan Kami ဆိုတာကကြတော့ Dune ကိုလုပ်ထားတာပြီးတော့ကျတော့ Demogorgon နေပုံစံနဲ့ Kami လည်းရှိသေးတယ်အဲ့ဒါ Stranger Things ပေါ့နော်ပြီးတော့ကျတော့ Rocky ပုံလေးနဲ့ဟာလည်းရှိတယ်အဲ့ဒါကျတော့ Project Hail Mary ပေါ့နော်အဲ့လိုမျိုးတစ်ခုချင်းကိုသူကအဲ့ရုပ်ရှင်တွေရဲ့ background design နဲ့ font ပုံစံလေးနဲ့အဲ့လိုမျိုးရေးထားတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ Subway scene မှာဆိုလို့ရှိရင်လည်းတကယ်ကိုနာမည်ကြီး slasher franchise တွေရဲ့ character တွေအများကြီးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေမစခင်မှာအရင်ဆုံးဘာမှမဆိုင်တဲ့ reference တစ်ခုတွေ့လိုက်ရတာ Harry Potter ပေါ့နော်အဲ့ကောင်မလေးလက်ထဲမှာကင်ထားတဲ့ဆိုင်းမုတ်လေးထဲမှာရေးထားတာ Harry Potter ကို mention တာတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ကျတော့အဲ့မှာဟို Megan နဲ့ကဆက်ရုပ်ကောင်မလေးပေါ့နော်သူကအဲ့ရုပ်ရှင်တွေကနာမည်ကြီးတဲ့စင်ပဲအကောင်မလေးကတဲ့ခန်းပေါ့နော်ဒီမှာတော့နည်းနည်းလေး inappropriate ဖြစ်တယ်ပေါ့နော်အဲ့ဟို Subway ပေါ်မှာကတာပေါ့အဲ့ဒါ Megan ကို reference တာပေါ့နော်နောက်ပြီးတော့နောက်ထပ်ဘယ်သူတွေပါလဲဆိုလို့ရှိရင် Friday the 13th နဲ့က Jason Voorhees တွေ့တယ် Texas Chainsaw Massacre ရဲ့ Leatherface It တဲ့က clown ပုံစံနဲ့အဲ့လိုဝတ်ထားတဲ့ကောင်မလေးလည်းတွေ့ရတယ် Saw တဲ့က Billy the Puppet ကိုလည်းတွေ့ရတယ် Child's Play တဲ့က Chucky ပုံစံဝတ်ထားတဲ့လူကြီးတစ်ယောက်ကိုလည်းတွေ့ရတယ်ပေါ့နော်နောက်ပြီး Hellraiser ရဲ့ Pinhead My Bloody Valentine နဲ့ကလူသက်သမား Harry Warden နောက်ပြီးတော့အခုနောက်ပိုင်းထွက်တဲ့ slasher franchise အသစ်ပေါ့နော်ဟာတိုင်းနဲ့ emoji killer ကိုလည်းတွေ့ရတယ်ပြီးတော့ Jordan Peele ရဲ့ S တဲ့ကအဲ့ပုံစံမျိုးဝစ်စားတဲ့၃ယောက်ကိုလည်းတွေ့ရတယ်ပေါ့နော်အနိုင်မဲတော့ M Street ကကြတော့လေ Freddy Krueger တော့မတွေ့ရဘူးဒါပေမဲ့ယထာရဲ့နံရံမှာဒီယထာ M Street ထိသွားရဲဆိုတော့ရေးထားတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ကြတော့ဒီ Halloween party scene မှာဆိုလို့ရှိရင်လေ Ray ကသူဝစ်ထားတာကအဲ့ Brokeback Mountain တွေကဂျိတ်ဂျီလန်ဟောပုံစံမျိုးပေါ့နော်သူကသူ game မဟုတ်ဘူးသာပြောတာရွေးလိုက်တဲ့ character ကြီးကအစားကြီးတကယ်နောက်ပြီးတော့ကြတော့ Jack ကသူ့အိမ်ထဲပေးဝင်တော့ပရင်းမောက်မှန်ခွဲပြီးတော့ဝင်မို့သူတချင်းဆိုပြီးတော့ခွဲတဲ့ခန်းလေးအဲ့ဒါကကြတော့ Wicked ထဲက Cynthia Erivo ရဲ့ Alphabet character ကိုနောက်ထားတာပေါ့နော်နောက်ပြီးတော့ Cynthia ကကြတော့အဲ့အချိန်မှာအခုအစပိုင်းတုန်းက Lori ရဲ့စပင်းဖြူကြီးမဟုတ်တော့ဘူးသူကစပင်းမဲနဲ့ John Wick ပုံစံလောက်ထားတာပေါ့နော်အဲ့ဒါ Brenda တွေ့တော့ကြတော့ဒီ John Wick ရဲ့ spin off တစ်ခုရှိတယ် From the Wall of John Wick Ballerina ဆိုတဲ့ဥစ္စာပေါ့နော်အဲ့ဒါကိုသူကအဲ့ထက် Ballerina ထင်သွားလို့ဆိုပြီးတော့သူကနောက်လိုက်တာလည်းတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့သူအဲ့မှာ Dindori နဲ့ fight တဲ့ scene ဆိုလို့ရှိရင်အဲ့ဒါ Everything All at Once ကိုဒါ direct reference ယူထားတာပေါ့နော်အားလုံးပြီးသွားလို့စာရန်ထူလို့ဆက်ကြည့်လို့ရှိရင် post credit မှာ Nosferatu ကိုနောက်ထားတာတခုလည်းရှိသေးတယ်တော့ Brosferatu ဆိုပြီးတော့အဲ့လိုထုံးစံတိုင်းပေါက်ပန်း40ဇလန်းအနေနဲ့ပေါ့နော် Nosferatu ကတော့သိကြမယ်ထင်တယ် Count Dracula ဆိုတဲ့ vampire ကြီးအကြောင်းပေါ့နော်အနည်းကလောက်မှရုပ်ရှင်ထွက်တာအဲ့အကြောင်းလေးပို့ channel မှာတော့တင်ပေးထားသေးတယ်နောက်ပြီးတော့ YouTube မှာ extended cut တခုလည်းတွေ့တယ်အဲ့ဒါကြတော့ Cindy ကဗီဒီယိုတော့ဖွင့်လိုက်တဲ့ချိန်မှာထဲကနေပြီးတော့ ghost face တွေအများကြီးထွက်လာတာပေါ့နော်အဲ့နဲ့ तू ကသူ့နောက်ကနေပြီးတော့ဟိုမလိုက်အောင်လို့ကလေးကိန်းတစ်ခုကစားတာပေါ့နော်ဒီဘိုးရစီမှာဆို1 2 3 4 5 6 9 10 ဆော့လို့ပေါ့နော်ဒါ तू လှမ်းကြည့်တဲ့အချိန်မှာမလှုပ်အောင်ဆိုတော့မှတယောက်ကလှုပ်လိုက်တော့ကြတော့ Squid Game နဲ့ကတယောက်ကပေါ်လာပြီးတော့လာပြစ်တတ်တာပေါ့နော်အဲ့ဒါ Squid Game ကိုသူတို့ reference လုပ်ထားတာတခုရုပ်ရှင်တွေမှာမပါလာပြီမဲ့ဒါ extended cut တွေမှာတွေးလိုက်ရတာပေါ့နော်အဲ့ဒါမဲ့လေ
ဒီ poster မှာတွေ့ခဲ့ပြီးတော့ဒီရုပ်ရှင်မှာမတွေ့ရတာတခုက Miss Summer poster ကိုတေးချသူတို့လောက်ထားတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ရုပ်ရှင်တွေမှာဘယ်နာမှမ reference မလုပ်ထားသလိုပဲသတိထားမိကြလို့ရှိရင်လည်း comment မှာရေးသွားကြအောင်နော်တကယ်တော့ဒီရုပ်ရှင်တွေမှာပါသမျှပိုတွေးသလောက်ပေါ့နော်ရုပ်ရှင်တွေအကြောင်းအရာတွေဖြစ်ပျက်တွေအကုန်လုံးတော့ဒီလောက်ပါပဲအဲ့တော့ဒီရုပ်ရှင်46ကားမှာအမှတ်တွေလိုက်ပေးထားလားပိုဘယ်နှမှတ်ရလဲဆိုတော့လည်း comment မှာရေးသွားကြပါအောင်နော် bye ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်များမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်ကြိုက်တဲ့ထပ်တူကြရဲဆိုလို့ရှိရင် like and subscribe လည်းလုပ်ပေးသွားကြပါအောင်နော်။